ခုကြည့်ရမယ့်ဇက်လန်လေးကတော့ကျွန်တော်တို့ကြည့်ဘူးရဲ့နာအိုတိုကားရလို့မဟုတ်ဘဲနဲ့နာအိုတိုရဲ့ဇက်လန်ထဲမှာကျင်းပြမယ်ဘိုးတို့အကြောင်းဝင်ဖြစ်ပါတယ်ဇက်လန်ထဲမှာတော့တက်ပြတ်ရွှေလာတဲ့မာတော်နဲ့ရွာ900အခါခဲ့တဲ့စစ်ဖြစ်တော့မဲ့ခြေဘိုးတို့ကရောက်လာပါတယ်ဘိုးတို့ကမာတော်ရဲ့အနောက်တဖြည်းဖြည်းလမ်းလျှောက်ကတိုက်ခိုက်ဖို့လုပ်နေပါတယ်နာအိုတိုကတော့ဒါကဘာတူလဲသူကတယောက်တည်းမာတော်ကိုချောင်းမလို့လားဆိုပြီးအော်ပြောနေပါတယ်မာတော်ကိုလည်းတယောက်တည်းတိုက်ခိုက်ဖို့လုပ်နေတဲ့ဘိုးတို့သူကြီးကခဲ့ရတဲ့တားနေပါတယ်ဘိုးတို့ကတော့ဂူးမဆိုင်ပဲစေကိုပဲဆက်သွားနေတဲ့အချိန်မာတော်ဘဲကနေစပြီးတော့ Fire ဂျီစုနဲ့စပြီးတိုက်ခိုက်ခဲ့ပါတယ်မာတော်ရဲ့ Fire ဂျီစုကဘိုးတို့ချီရလေးတော့မထင်ပါဘူးဘိုးတို့ကဆက်ပြီးတော့မာတော်စီပဲဂူးမဆိုင်ပဲအေးအေးဆေးအထာမျိုးနဲ့လမ်းဆောက်လာနေလုံးပါမာရာလည်းသူရဲ့ Fire ဂျီစုကအလုံးမဖြစ်တာကိုတင်းနေပါတယ်ဒေါ်ရာထွက်နေတဲ့အခါမာရာဘိုးတို့ပြီးရှောင်းနဲ့ကန်ခဲ့ပြီဘိုးတို့ကမာရာရဲ့ကန်ရဲ့လက်တစ်ဖက်နဲ့တားပြီးတော့ Racing နဲ့ကျွေးလိုက်တာကြောင့်မာရာတယောက်အဝေးကိုလွတ်ထွက်သွားပါတယ်နောက်သူက Racing နဲ့တုံးလိုက်တဲ့ဘိုးတို့ကြည့်ရင်သူကဘယ်လိုလုပ်ဒီဂျီစုတုံးသားနေတာလဲဆိုပြီးအံ့ဩနေကြပါတယ်အတီးခံလိုက်ရတဲ့မာရာလည်းဘိုးတို့မင်းကဒီတစ်ရေတော့ကန်ကောင်းနေပြီမဲ့နောက်တစ်ချိန်တော့ကန်ကောင်းမှာမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်ပုံမှန်ဂျေဆုတွေကအလုံးမဖြစ်တာကိုနားလည်သွားတဲ့မာဝဒါတရက်ဆူဆာနိုထုတ်ပြီးတော့ဘိုးတို့ချပါတော့တယ်ဆူဆာနိုရဲ့ Lightning Rock နဲ့ဘိုးတို့၃ချိန်စက်တိုက်ချလိုက်ပါတယ်မာဝဒါကဘိုးတို့အနိုင်ယူလိုက်ပြီဆိုပြီးထင်ခဲ့ပေမဲ့ဘိုးတို့ကတော့မာဝဒါရဲ့အနောက်ကိုရှောင်လိုက်တာဖြစ်ပါတယ်ဒီချိန်မှာတော့ဘိုးတို့ဘက်ကပြန်ပြီးချပါပြီဆူဆာနိုလည်းရောက်နေတဲ့မာဝဒါကိုချဖို့တဲ့ဆူဆာနိုရဲ့လက်မောက်ပေါ်ကနေမာရာဂျီရောက်သွားပြီးတစ်ချက်ကျွေးလိုက်ပြီးမာဝဒါလည်းထပ်ခံလိုက်ရပါတယ်လဲကျတော့တဲ့မာဒါရဲ့နောက်ဘိုးတို့ကမင်းတို့တီးပြီးတဲ့လူတွေတက်ရှိကဘာကြီးနဲ့မတက်ဆိုင်ဘူးမင်းရဲ့တက်ဆိုင်တဲ့နေရာကိုငါပြတ်ဖို့ပေးမယ်ဆိုပြီးအထာချချက်ပြောလိုက်ပါတယ်ဘိုးတို့တော်ကီဖုံးနေတဲ့အချိန်မှာပဲမြကြီးတဲ့ကနေဆူဆာနိုဒါကထွက်လာပြီးဘိုးတို့ခန္ဓာကိုဖောက်သွားပါတယ်အမှန်တကယ်တော့ဘိုးတို့စကားပြောနေတဲ့ချိန်မှာမာဒါကကိုပွားဖြစ်ပါတယ်မာဒါလည်းဘိုးတို့သူ့ရဲ့ဆူဆာနိုရဲ့ဓာတ်ထိုးပြီးစကားကြီးတွေစောက်ပြောနေချိန်ဘိုးတို့ကကိစ္စချောပြီးဖို့စားပါတော့တယ်နောက်တော့လည်းဒီကျင်းငိမ့်ပြီးကြည့်မနေနိုင်လားကြော့Racing ကိုတော်ပြီးမာတော့ဝင်တိုက်ပါတော့တယ်နောက်တော့ Racing ကိုမာတော့ဖြိုလို့မဖြိုပဲနောက်တော့ထပ်ပြီးအမောက်တိတ်လိုက်ပါတယ်အဲချိန်မှာပဲမာတော့ထုတ်ထားတဲ့ဆူဆာနိုရဲ့ဓာတ်ပေါ်မှာမိနေတဲ့ဘိုးသူကပျောက်သွားပါတယ်အမှန်တကယ်တော့ဆူဆာနိုရဲ့ဓာတ်စာမိနေတဲ့ဘိုးသူကကလုံးဖြစ်ပါတယ်မာဒါကသူမတီးလိုက်ခင်မှာပဲသူ့အနာကိုဘိုးသူကရောက်လာပြီးဓာတ်နဲ့ထိုးလိုက်ပါတယ်ဒီတစ်ခါတော့ဓာတ်နဲ့ထိုးကန်လိုက်ရတဲ့မာဒါကလည်းဘယ်မှရွေးလို့မရတော့ပါဘူးဘိုးသူကလည်း Racing နဲ့ကျွေးလိုက်ပါတယ်မာဒါကလည်းသူတေတော့မှကိုတိနေတဲ့အောင်စီးမြချက်ကာတွေတူခုခုလုပ်နေပါတယ်ဘိုးတို့ရဲ့ဗတေကပြေးထန်လို့လည်းကြောင့်ဘယ်သူမှအနာကိုမကတ်နိုင်ပါဘူးနောက်ဆုံးတော့ဘိုးတို့ရဲ့ဗတေကပောက်ကွယ်မှုကြီးဖြစ်ပြီးတော့အစုံသက်သွားပါတယ်ကားရာနဲ့သူကြီးကခဲ့လည်းမော်တော်တယောက်ချင်းအနိုင်ယူတဲ့သူကိုတွေ့လိုက်ရတာကြောင့်အံ့ဩနေခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့ထင်ထားတာမှားပါတယ်မော်တော်မတည်ပါဘူးRaining ကကြောက်တက်ရှင်ခဲ့ပါတယ်။မောင်တော့ဟာစီရောမပြီးရင်အခုလိုမျိုးသူ့ကိုတိုက်ပွဲရတဲ့ကောက်ပေးနေတာမင်းဖတ်သမားဦးဆုံးပဲဘယ်လိုလဲနောက်ထပ်ချနိုင်သေးလားငါ့ကိုထပ်ပြီးဖြောပြပေးပါအောင်ဆိုပြီးဘိုးတို့ပြောပြီးတော့အနားကိုဖြည်းဖြည်းချင်းလမ်းလျှောက်သွားပါတယ်။ဒါပေမဲ့ဘိုးတို့ရဲ့အနားကိုမရောက်သေးခင်မှာပဲကန်ကြီးစုလို့ထင်ရတဲ့အကွက်တွေမိတော်ပြီးမူးလာတာကြောင့်ထိုင်ချလိုက်ရပါတယ်။ပြီးတော့ဘိုးတို့မင်းငါ့ကိုဘာလုပ်လိုက်တာလဲဆိုပြီးမေးလိုက်ပါတယ်။ဘိုးတို့ကတော့ဒီကဘာမင်းနဲ့မသက်ဆိုင်ခဲ့ဘူး။ဘိုးတို့ကတော့ဒီကဘာပေါ်မှာမင်းနဲ့ရင်ဆိုင်ခဲ့သမျှလူတွေအကောင်းဆုံးကောင်တာအတက်ကိုမင်းကိုငါပေးလိုက်တာကောက်ခန့်ကားလိုက်မင်းလိုကောင်မျိုးလောကကြီးကိုဖျက်ဆီးမဲ့သူမျိုးကဒါနဲ့ထိုက်တန်တယ်ဆိုပြီးပြောလိုက်ပါတယ်ဘိုးတို့ကဒီကဘာပေါ်ဆိုလို့ပြောလိုက်တာကြောင့်မာသွားလေဘိုးတို့ပြောတဲ့စကားကိုစဉ်းစားနေပါတယ်ဘိုးတို့သုံးလိုက်တဲ့အကွဲတော့ Racing Game ပဲဖြစ်ပါတယ်တိုင်မဲ့ပုံမှန် Racing Game မဟုတ်ပါဘူးအစွမ်းသုံးလိုက်ရင်အပြင်းတန်းရန်အပြင်အတွင်းနဲ့ရအောင်ပါတဖြည်းဖြည်းဒုက္ခပေးပြီးတော့အစိုးသွက်လန်ရှိတဲ့ Racing Game ပဲဖြစ်ပါတယ်တနည်းအားဖြင့်ပြောရရင်တော့မူမူရှိကီ Racing Game ပေါ့ဒီထက်ပိုဆိုးတာ Racing Game ကဘယ်တော့မှရက်သက်မှာမဟုတ်ပဲခြားကရာပုံစံတိုက်လဲနေတာဖြစ်ပြီးတော့နောက်ဆုံးတည်သွားမှရက်သက်သွားမှာဖြစ်ပါတယ်။ Racing Game တန်ကိုအလူးလဲခံစားရနေပြီးတော့အစုံမတိုက်ခင်မှာဘိုးတို့မောက်တော့ကြည်စဲနေရင်းနဲ့ဘိုးတို့နဲ့နေကြစစ်ပွဲ episode လေးကဒီနေရာမှာပဲရက်သက်သွားခဲ့တာဖြစ်ပါတယ်။ Animation တွေလည်းထပ်ပြီးတင်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကိုလာရောက်ကြည့်ရှုပြီးကြဖို့ဖိတ်ခေါ်ပါချင်ပါအားလုံးကျေးဇူးတင်ပါ